အီရန်အမေရိကန်အစ္စရေးရဲ့စစ်ပွဲရဲ့အခုကြားရတဲ့ဝန်တာစာသတင်းလေးရဲ့နောက်ဆုံးရတဲ့သတင်းလေးတွေတချို့ကျွန်တော်ပြောပြပေးချင်ပါတယ်အဲ့ဒါကတော့အီရန်ကဒီဟောလ်မုတ်ဇီလေကြားအဓိကကြတဲ့ဒီရေနံတင်ပို့တဲ့ဟောလ်မုတ်ဇီလေကြားကိုပြန်ဖွင့်ပေးလိုက်ပြီလို့သိရပါတယ်ဒါပေမဲ့အမေရိကန်နဲ့အစ္စရေးနိုင်ငံတို့ကသမောတွေအပြင်သူတို့နဲ့ဆက်ဆက်နေတဲ့သမောတွေကိုတော့ဖြတ်တန်းသွားလောက်ပြုမှာမဟုတ်ဘူးလို့အီရန်နိုင်ငံရဲ့ရုပ်သံလိုင်းကနေထုတ်လင်းပြောကြားခဲ့သလို Wall Street Journal မှာလည်းအခုလိုရေးသားဖော်ပြထားတာတွေ့ရပါတယ်အီရန်ဘက်ကပြောကြတာကတော့ almost စီလေချာကိုသူတို့ပိတ်ပင်တားဆီးထားတာမရှိပါဘူးပိတ်လဲပိတ်ထားတာမဟုတ်ပါဘူးလို့ပြောကြားခဲ့ပါဒါပေမဲ့အမေရိကန်နဲ့ဇီယွန်ဝါဒီတွေဖြစ်တဲ့အစ္စရေးတို့ရဲ့သမောတွေကိုတော့ပြစ်မှတ်ထားတိုက်ခတ်မှုတွေကတော့ဆက်ရှိအောင်မှာပဲဖြစ်တယ်လို့သူကပြောဆိုခဲ့ပါတယ် almost စီလေချာဟာကမ္ဘာကြီးနံတည်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့20%ကိုအဓိကထားအသုံးပြုနေတာပဲဖြစ်ပြီးတော့ဒီသတင်းထွက်လာပြီးတဲ့နောက်ပိုင်းမှာကမ္ဘာကြီးနံစည်းလည်းအနေငယ်ကျသွားတယ်လို့သိရှိရပါတယ်အခုအခါအခြေအလယ်ပိုင်းကအဓိကထားတင်ပို့နေတဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကိုပြီးခိုနေရတဲ့အာရှနိုင်ငံတွေမှာတော့လောင်စာသီးအကျက်အတဲတွေအနည်းငယ်ရှိလာတယ်လို့သိရှိရပါတယ်ပြီးတော့နောက်သတင်းလေးဝန်တာစာသတင်းလေးတစ်ခုကတော့ဒီအိန္ဒိချင်းပင်လယ်ကွေ့နိုင်ငံတွေကိုအီရန်ကတိုက်ခိုက်မှုတွေအတွက်အီရန်သမ္မတပီဇက်ကီဂျန်ကနေပြီးတော့တရားဝင်တောင်းပန်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်မိမိတို့ရဲ့အိန္ဒိချင်းနိုင်ငံတွေကမိမိတို့ကိုပြန်ပြီးတော့မတိုက်ခိုက်သေးသေးကတော့မိမိတို့ပြန်ပြီးထပ်မံတိုက်ခိုက်မှုတွေပြုလုပ်တော့မှာမဟုတ်ဘူးလို့နိုင်ငံပိုင်ရုပ်မြင်သံကြားကနေထုတ်ဖော်ပြောကြားခဲ့ပါတယ်အီရန်သမ္မတကအီရန်ရဲ့တိုက်ခိုက်မှုတွေကိုခံရတဲ့အိန္ဒိချင်းနိုင်ငံတွေကိုကျွန်တော်တောင်းပန်ပါတယ်လို့တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်အီရန်မှာအခုအသစ်ဖွဲ့စည်းထားတဲ့ယာယီခေါင်းဆောင်မှုကောင်စီကအိန္ဒိချင်းနိုင်ငံတွေကိုတိုက်ခိုက်မှုတွေမပြုလုပ်ဖို့သဘောတူဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့သိရှိရပါတယ်ဒီလိုဖြစ်လာရတာလေမနေ့ကရုရှားသမ္မတပူတင်နဲ့ဒီအီရန်သမ္မတတို့ဖုံးဆက်စကားပြောကြရမှာရုရှားသမ္မတပူတင်ကအိန္ဒိချင်းအားရနိုင်ငံတွေကိုတိုက်ခိုက်မှုတွေမပြုလုပ်ဖို့တာစီပြောဆိုလိုက်တဲ့အတွက်အခုလိုဖြစ်ပေါ်လာရတာဖြစ်တယ်လို့သုံးသပ်ပြောဆိုတာတွေလည်းရှိပါတယ်မနေ့ကတော့ဒီဒူဘိုင်းနိုင်ငံမှာရှိတဲ့နိုင်ငံတကာလေဆိပ်ကိုအီရန်ကဒရုန်းတစ်စင်းနဲ့တိုက်ခိုက်ခဲ့လို့ Terminal 3အနီးမှာကြားရောက်ပောက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီးလေဆိပ်အဆောက်အုံတော့ပျက်စီးမှုတွေမရှိခဲ့ပါဘူးဒါပေမဲ့ခရီးသည်တွေဟာလေဆိပ်အတွင်းမှာရှိပြီးထိတ်လန့်မှုတွေဖြစ်ပေါ်ရတယ်လို့သိရှိရပါတယ်အီရန်သမ္မတကထပ်မံပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလက်နက်ချဖို့တောင်းဆိုတာကိုကျွန်တော်ညှင်းဆန်ပါတယ်ပြီးတော့သူတို့တွေအားလုံးကိုတင်းကြိုင်းတဲ့အထိကျွန်တော်ခေါ်သွားမယ်လို့သူကချိန်ဝါပြောဆိုလိုက်ပါတယ်ရုရှားနိုင်ငံဟာစနေနေ့စပြီးတော့အီရန်နဲ့တိုက်ခိုက်မှုတွေစဖြစ်တဲ့နေ့ကလေးကစပြီးအမေရိကန်နဲ့အစ္စရေးတို့ရဲ့စစ်သမောတွေတိုက်လေယာဉ်တွေပြီးတော့စစ်ဘက်ဆိုင်ရာအင်အားစုအမြောက်အများရှိတဲ့တီနေရာတွေကိုအီရန်နိုင်ငံစီကိုသတင်းတွေပေးပို့နေတယ်လို့သိရပါတယ်ဒါနဲ့ပတ်သက်ပြီးအမေရိကန်ကာကွယ်ရေးဝန်ကြီးကတော့ရုရှားကအီရန်ကိုထောက်လှမ်းရေးအကူအညီတွေပေးနေတာကိုကျွန်တော်လုံးဝမစိုးရိမ်ပါဘူးလို့ပြောကြားခဲ့ပြီးတခြားနိုင်ငံတွေဘာလုပ်နေလဲဆိုတာကိုလည်းအမေရိကန်ကမျက်ခြေမပြတ်ကြည့်နေတယ်လို့သူကပြောဆိုလိုက်ပါတယ်အခုအခါမှာတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံကအီရန်နိုင်ငံကိုထောက်လှမ်းရေးသတင်းတွေပေးပို့နေတယ်လို့ဒီ Washington Post သတင်းစာမှာဖော်ပြထားတာကိုလည်းတွေ့ရှိရပါတယ်သတင်းတွေကိုကျွန်တော်အချိန်နဲ့တပြေးညီတင်ပေးနေပါတယ်ကျွန်တော် channel လေးကိုလည်းကြိုက်ရင် like နဲ့ follow လေးပေးထားလို့ရပါတယ်အားလုံးကျမ်းပါပြီးရန်သူမျိုး၅ပါးအန္တရာယ်ကကင်းဝေးကြပါစေခင်ဗျာ